好，အခုစားတော့နောက်ထပ်ဝါဟာရနောက်ထပ်၅လုံးကိုမျှဝေတော့မှာဖြစ်ပါတယ်ဒီ၅လုံးကနံပါတ်1ကြတော့ faint for a faint g faint for a faint g faint for a faint g faint faint ရအတိတ်ပဲကြတော့လေရင်ပြန်ပေါ့နော်好နံပါတ်2ကြတော့ဟဝူအာဟွာချအာချာဟွာချာဟဝူအာဟွာချအာချာဟွာချာဟဝူအာဟွာချအာချာဟွာချာဟွာချာရဲ့အတိတ်ပဲကြတော့လက်ဖက်ရည်နွေအကူတောက်နေတဲ့လက်ဖက်ရည်好နံပါတ်3ကြတော့ကအန်ကန်ပေါ်ရီပီကန်ပီကအန်ကန်ပေါ်ရီပီကန်ပီကအန်ကန်ပေါ်ရီပီကန်ပီဒီကန်ပီရဲ့အတိတ်ပဲကြတော့စုတ်တန်တရုတ်တွေရဲ့တုံးနေကြတဲ့စုတ်တန်အမဲရောင်တဲ့ပုံစံပေါ့နော်ဟောနောက်တစ်ခုနံပါတ်4ကြတော့ချေဖန်ချေရီချေ for an fan ချေဖန်ချေရီချေ for an fan ချေဖန်ချေရီချေ for an fan ချေဖန်ဒီချေဖန်ရဲ့အတိတ်ပဲကြတော့သမင်းစားတာချေတလုံးဆိုရင်ချေတလုံးနဲ့သုံးရတယ်ချေဆိုရင်စားတာကိုတစ်ခုစားမှဆိုရင်ပညာအများကြီးသုံးရပေါ့ချေစားတာလို့ပြောရရတယ်ဟော fan ကသမင်းကိုစားနေကြတဲ့သမင်းပေါ့ချေ fan တစ်ခုပေါင်းလိုက်တော့သမင်းစားတာ好နောက်တစ်ခုနံပါတ်5知道တော့တီ好这一知的熬到知道这一知的熬到知道这一知的熬到知道知道ရဲ့အတိတ်ပဲဆိုတော့တီကိုတခုအကြောင်းအရာတစ်မျိုးကိုတီတယ်သူ့ကိုတီတယ်အဲ့လိုသူ့ကိုဒီ知道ကိုသုံးရမှာဖြစ်ပါတယ်နောက်ထပ်ဒီနေ့ကျတော့ဒီ meaning ၅လုံးကိုတင်ဆက်သွားတာပြီးပါပြီ